အခုကတနီယာနေပြန်လာတာပေါ့နော်ဆိုဘယ်ကနေပြန်လာတာလဲဘာသွားလောက်တာလဲဆိုတော့ဒီဗီဒီယိုလေးမှာပြပြမယ်ပေါ့နော်ဆက်ကြည့်ကြပါအောင်တဒါဒီအထုပ်ကြီးอ่ะပေါ့နော်မြန်မာနိုင်ငံကပါလိုက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီမှာမစားရတာကြားတဲ့ဟာတွေထည့်ပေးလိုက်တယ်လို့တော့အမေနဲ့အမျိုးသားရဲ့အမေရောက်ခတ်မှာပေါ့နော်အမေနှစ်ယောက်ကပြောတယ်အဲ့တော့ဘာဒီပါလဲဆိုပြီးတော့အထုပ်ကိုဖောက်ကြည့်လိုက်ကြရအောင်ကြည့်မယ်ဘာဒီလဲအိုးကျင်းနေရမို့ကြာစံချက်ချက်ဖို့အတွက် oh thank you ဝါဘာကြီးလဲဝါဘာလဲအော်တုံရင်အခဲနေတော့ excitement ကိုများပါပြီတုံရင်အခဲဖြစ်ပါတယ်ဒီဟာကတော့ဒါလေးလည်းမသိဒီမှာပူချူတွေတော့မြင်နေရပါတယ်โอเคဟောဒါလည်းကြာစံချက်တွေထည့်တဲ့ပဲလိပ်ဘာလဲမာလာရှန်ကိုအနှစ်အိန္ဒိယမှာတော့ဒါတွေကတော့မရဘူးနော်ဘယ်ပစ္စည်းပေါ့ဒါတွေကတော့လုံးဝတော်စီကန်တရှိထားပြီးတော့သုံးဝမပစ္စည်းမာလာရှန်ကိုအနှစ်ပဲထင်တယ်မာလာရှန်ကိုအနှစ်ကအထုပ်ကြီးနှစ်ထုပ်ဒီမစ္စတာစပိုက်စီဆိုတာဟိုမှာစားနေကြဥစ္စာပေါ့နော်ကော်ဖီမီတွေပါโอเคဟုတ်တော့နေဒီမှာအိန္ဒိယမှာတော့ဒီအတုပ်တို့မွေးငါတို့လည်းမျိုးရတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့လည်းတစ်ခါတော့စားဘူးတယ်ဒါပေမဲ့သူတို့စီကမွေးငါဘုတ်ဖက်ကလေကျွန်တော်တို့ဟိုမုံလက်ညမုတ်ဖက်လို့တော့မဟုတ်ဘူးအဲ့လိုဟိုနန်းကြီးလို့ပါလို့အဲ့လိုမျိုးဆိုစားတော့စားတယ်ဒါပေမဲ့အစမပြေဘူးအဲ့လိုမျိုးဆိုတော့ဒီမှာရခမဘောနော်ဒီမှာစားသေးခြင်းလို့ထည့်ပေးလိုက်တော့အသင်စားမွေးငါအနှစ်ထုတ်ဟဲစားကြည့်ပြီးတော့မှအရသာလေးကိုပြန်ပြောမယ်ပေါ့နော်ဒါကတော့၄ပွဲစားတယ်ဒါအများကြီးပဲတော့မင်းကအနှစ်ထုတ်ကြီးပဲဘယ်နဲ့ထုတ်တစ်နှစ်တော့ဒါတော့ကျွန်တော်ရဲ့တမိုးရှိသူနဲ့ဗာနေမှာဖိုးဖြတ်လို့မရတဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးရာလေးပေါ့နော်အာကြီးမှာတက်တိုင်းမပြီးတော့နော်ဒါတော့လုံးဝကျွန်တော်ရဲ့ favorite ပေါ့ဘာမှမရှိတော့ငါပြီးရှိနေရပြီဆိုတဲ့ပုံစံပေါ့အဲ့လိုပုံစံနဲ့ဖြစ်နေဒီမှာနော်ဒါတော့ကျွန်တော်ရမ်းကြိုက်တဲ့ဟာလေးပေါ့မပြီးတော့ဟုတ်ပါကဲကျေးဇူးတင်ပါတယ်ဒါတော့ငါ6ဖြစ်မယ်ဒါဟုတ်တယ်အမေငါ6ပါတယ်လို့ပြောအမေကငါ6နည်းနည်းလေးလို့တော့ပြောတာပေါ့နော်ပတ်တော်တော်ဝိတ်ကများတယ်ငါတို့က4တုပ်ဝင်းငါထုတ်တွေထပ်ထွက်လာပြီဒါပဲကြစဟုတ်ပါပြီ thank you ပါဒါပဲကြနော်ဒါအော်ဒီမှာမွေးငါကြောင်ကျွန်တော်တို့မုတ်ဖက်အချောက်ဟုတ်ပြီအဲ့ဆိုမုတ်ဖက်လည်းရသွားပြီပေါ့မွေးငါစားဖို့အဆင်သင့်မယ်ကျွန်တော်ကဒီမှာမလာခင်ကျွန်တော် links မှာလောက်9နှစ်လောက်လုပ်ခဲ့တယ်ပေါ့နော် link stationery မှာကျွန်တော်ရောက်ခမမေ့မှာဆိုလို့မှာ link ဘောပဲနေ link ဘောပဲနေတော့ဒီမှာအမတရားမလို့ပြလောဒီမှာထည့်ပေးလိုက်တယ်ဒီမှာ Pantonic ပေါ့ဒါကျွန်တော်တို့ရဲ့လုံးဝတကယ်ကျွန်တော်တို့ရောင်းခေါင်းဆောင် brand လုပ်ခဲ့တယ်ကျွန်တော်တို့လုံးဝ favorite brand တစ်ခုပေါ့ဟုတ်ပါဘောမင်းနေပါထည့်ပေးလိုက်တယ်အမေတရားကျွန်တော်တို့ပစုံကြောက်ပစုံကြောက်လက်ဖက်တုပ်အတွက်ကွက်တီအဲ့ဒါမင်းကကြောက်ကမထုတ်မုတ်ဖက်ထုတ်နောက်ထပ်တစ်ထုတ်ဟုတ်ပါပြီအားတော့ဒီဟောဒါအုံနုခောက်ဆွဲချက်စားလို့ရှင်ထဲတဲ့အတုပ်တွေပါနန်းကြီးတုပ်တွေပါတုပ်ဆိုင်လဲထဲတဲ့မုတ်ကျွတ်ပေါ့နော်မင်းကနေတော့ငါတို့ထွက်လာပါပြီโอเคငါတော့ဒီမှာမွေးငါ crazy အတွက်နေချတယ်အဲ့ဒါ tea detox tea cozy Variety ပါကျွန်တော်ရဲ့ဒီမှာကြည့်ကြပါကြောက်လာပြီဆိုဝဲထည့်ပေးတဲ့သူတွေရောယူလာတကူးတကနဲ့လင်းပေါ်မှာယူလာပေးတဲ့သူတွေရောကျေးဇူးများကြီးတင်ပါတယ်
လုံးဝတိမ့်ပြီးတော့စားမယ်စားစားတွေပဲပေါ့နော်အကုန်လုံးဒီပစ္စည်းတွေကြည့်မြန်မာနိုင်ငံအောင်မှပြန်ပြီးတော့ရောက်သွားတယ်လို့ပဲပေါ့နော်အဲ့တော့မနေ့ဖြန်ကြလို့ရှိရင်တော့မနေ့စာကိုမင်းငါချက်ပါမယ်ဟောဆိုမင်းငါမစားရတာတော်တော်လေးကြာပြီ3လလောက်ရှိသွားပြီနော်ဟုတ်တယ်โอเคနောက်နေ့ကျရင်ဒီထဲကနေတနေ့တစ်မျိုးတစ်ခုပြီးတစ်ခုလုပ်တော့မယ်ဒီဟာတွေခဏလောက်ရက်ထားပြီးတော့ဒီဟာတွေကိုချက်တော့မယ်ပေါ့နော်ဆိုအားလုံးပဲကျေးဇူးတင်ပါတယ်အဓိကတော့ဒီနေ့ဒီထုတ်ကိုသွားယူတာပေါ့နော်တကူးတကနဲ့သွားပြီးတော့အချိန်ပေးပြီးတော့သွားယူလာတဲ့ထုတ်ဖြစ်ပါတယ်မြန်မာနိုင်ငံပါလိုက်တဲ့ပစ္စည်းလေးပါအားလုံးကျေးဇူးတင်ပါတယ်